အားလုံးပဲမင်္ဂလာပါစမတ်မြန်မာကနေကြိုဆိုပါရစေ။အိမ်ချမ်းမြေစီးပွားရေးစလုပ်ချင်တဲ့ဘယ်ကနေစလုပ်ရမယ်မသိဘူး။တချို့ကြတော့လဲအိမ်ချမ်းမြေဆိုတာကိုနဲ့အလန့်ဝေးတဲ့နယ်ပယ်ဖြစ်နေလို့လှုပ်လို့မှအဆင်ပြေပါမလားဆိုပြီးစိုးရိမ်နေကြတဲ့သူတွေရှိမှာပါဒီကနေ့မှာတော့အဲ့ဒီလိုအိမ်ချမ်းမြေမှာယင်းနှိမ့်မြုပ်နှံမှုစတင်ပြုလုပ်ချင်တဲ့သူတွေအတွက်လှုပ်ဆောင်ရမယ့်အဆင့်9ဆင့်ကိုတစ်ဆင့်ချင်းအသေးစိတ်ဖော်ပြသွားမှာဖြစ်ပါတယ်။အိမ်ချမ်းမြေဆိုတာတချို့လူတွေအတွက်တော့ဝင်ရောက်ယင်းနှိမ့်မြုပ်နှံခြင်းလုပ်ကင်ဖို့ခက်ခဲတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပဲလို့ထင်ကြပေမဲ့တကယ်တမ်းမှာအိမ်ချမ်းမြေဆိုတာလူတိုင်းအတွက်စတင်လုပ်ကင်နိုင်တဲ့ယင်းနှိမ့်မြုပ်နှံမှုအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ငွေကြေးစုဆောင်းရာကနေယင်းနှိမ့်မြုပ်နှံခြင်းကိုလှုပ်ဆောင်ရမယ့်အဆင့်9ဆင့်ကိုတည်တည်ချာချာဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ပြောပါရစေအဆင့်1ဗဟုသုတရှာဖွေတိဆောက်ခြင်းအိမ်ချမ်းမြေဆိုတာတန်မိုးမြင့်ပစ္စည်းရဲ့ဆက်တစ်ခုဖြစ်တာကြောင့်ရောင်းချင်းဝယ်ချင်းအတွက်လိုအပ်တဲ့ဗဟုသုတမရှိရင်အရှုံးခံရတတ်ပါတယ်စတင်လုပ်ကိုင်ခြင်းသူတွေအတွက်ဘာတွေကိုလေ့လာရမလဲဆိုတာထပ်မံအသေးစိတ်ဖော်ပြပေးပါမယ်ပထမဆုံးလေ့လာသင့်တာကတော့ property type အိမ်ချမ်းမြေအမျိုးအစားများဥပမာပြောရရင်ကိုကဘလို့အိမ်ချမ်းမြေအမျိုးအစားကိုဝယ်ရင်းနှီးမြုပ်နှံမလဲဆိုတာကိုတေချာလေးလေ့လာစဉ်းစားရွေးချယ်ရမှာပါမြေလားအိမ်လားတိုက်ခန်းလားကွန်ဒိုလားအစရှိတဲ့မိမိနဲ့ကိုက်ညီမဲ့အမျိုးအစားကိုရွေးချယ်ရင်းနှီးမြုပ်နှံရမှာပါနောက်ဒုတိယအချက်အနေနဲ့လေ့လာသင့်တာက market trend ဈေးတက်ချိန်ဈေးကျချိန်ဘယ်အချိန်မှာဝယ်သင့်တယ်လဲကိုဝယ်မဲ့အချိန်ကဈေးတွေကျနေလားကိုရောင်းမဲ့အချိန်မှာဈေးတွေတက်နေလားအစရှိတဲ့အိမ်ချမ်းမြေဈေးကွက်ကိုတေချာလေးနားလည်ပြီးလေ့လာထားဖို့လိုအပ်ပါတယ်နောက်တတိယအချက်အနေနဲ့ law and documentation ဥပဒေနဲ့စာရွက်စာတမ်းများအိမ်ချမ်းမြေဥပဒေကိုနှံ့ဆက်လေ့လာသိရှိထားဖို့လိုအပ်ပါတယ်အိမ်ချမ်းမြေပိုင်ဆိုင်မှုစာရွက်စာတမ်းနဲ့ပတ်သက်ပြီးကိုဝယ်ယူမဲ့အိမ်ချမ်းမြေက grand မြေပေါက်လားပါမစ်မြေလားစလစ်မြေလားအစရှိတာတွေကိုလည်းသိရှိထားဖို့လိုအပ်ပါတယ်ဒီလိုအချက်လက်တွေပဲလားဆိုတော့ဒီထက်ပိုပြီးအသေးစိတ်သိရှိဖို့လိုအပ်ပါသေးတယ် return on investment ROI cash flow appreciation equity အစရှိတာတွေကိုလည်းတွက်ချက်တတ်ဖို့လိုအပ်ပါတယ်အဲ့ဒီလိုအပ်တဲ့ဗဟုသုတတွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့စမတ်မြန်မာ YouTube Channel နဲ့ Facebook Page တို့မှာအခမဲ့လေ့လာနိုင်ဖို့ပို့တွေဗီဒီယိုတွေနဲ့တင်ဆက်ဖော်ပြပေးထားပါတယ် Like Follow Subscribe လုပ်ပြီးအခမဲ့ကြည့်ရှုလေ့လာနိုင်ပါတယ်အိမ်ချမ်းမြေယင်းနှိမ့်မြုပ်နှံမှုလုပ်ငန်းကိုအခြေခံကနေစပြီး professional ကြတဲ့အထိအောင်မြင်စွာလုပ်ကိုင်နိုင်ဖို့အတွက်ကျွန်တော်တို့စမတ်မြန်မာကနေအိမ်ချမ်းမြေယင်းနှိမ့်မြုပ်နှံမှုသင်တန်းကိုဖွင့်လှစ်ပေးသွားမှာဖြစ်တာကြောင့်သင်တန်းတက်ရောက်ဖို့စိတ်ဝင်စားသူတွေအနေနဲ့အခုဗီဒီယိုလေးရဲ့ comment မှာ course လို့မှတ်သွားပေးကြပါခင်ဗျာသင်တန်းစတင်တဲ့အခါပြန်လည်အကြောင်းကြားပေးပါမယ်အဆင့်နဲ့ငွေကြေးကြိုတင်ပြင်ဆင်ခြင်းစတင်ယင်းနှိမ့်မြုပ်နှံမှုပြုလုပ်ခြင်းသူတွေအတွက်ကိုယင်းနှိမ့်မြုပ်နှံမဲ့ပမာဏကိုကြိုတင်တွက်ချက်ပြီးစနစ်တကျစုဆောင်းထားဖို့လိုအပ်ပါတယ်တချို့ရှိပြီးသားလူတွေအတွက်ငွေကြေးစုဆောင်းဖို့မလိုပေမဲ့ကိုယင်းနှိမ့်မြုပ်နှံမှုပြုလုပ်ဖို့အတွက်ငွေကြေးစီမံခန့်ခွဲမှုကိုတော့ပြုလုပ်တတ်ဖို့လိုတယ်စုဆောင်းထားတဲ့ငွေကိုဘယ်လိုစီမံခန့်ခွဲယင်းနှိမ့်မြုပ်နှံမလဲဆိုတဲ့စနစ်တွေကိုဖော်ပြပေးသွားပါမယ်နံပါတ်1ကိုတယောက်တည်းတက်နိုင်တဲ့ပမာဏနဲ့ယင်းနှိမ့်မြုပ်နှံမှုစတင်ပြုလုပ်မှာလားကိုတယောက်တည်းကိုနိုင်တဲ့ငွေပမာဏနဲ့တစ်ပိုင်းတစ်နိုင်ဝယ်ယူယင်းနှိမ့်မြုပ်နှံခြင်းဖြစ်ပါတယ်ကိုကြိုက်တဲ့အချိန်ကိုအမျက်ယူခြင်းတဲ့ပမာဏရောက်တဲ့အခါကိုစိတ်ကြိုက်ရောင်းချနိုင်ပါတယ်နံပါတ်2ကိုအတိမိတ်ဆွေအစရှိတဲ့သူတွေနဲ့ပူးပေါင်းပြီးယင်းနှိမ့်မြုပ်နှံမှုပြုလုပ်မှာလားတခါတလေမှာကိုဝယ်ယူယင်းနှိမ့်မြုပ်နှံခြင်းနဲ့အိမ်ချမ်းမြေကိုဝယ်ယူဖို့အရင်းနှီးပမာဏမတတ်နိုင်တဲ့အခါကိုလိုပဲယင်းနှိမ့်မြုပ်နှံခြင်းနဲ့လူတဦးဦးနဲ့ပူးပေါင်းပြီးဝယ်ယူခြင်းဖြစ်ပါတယ်နံပါတ်3ကိုကမြေစိုက်ပြီးအဆောက်အဦကို contract တစ်ခုနဲ့ပေါင်းပြီးဆောက်လုပ်မှာလားဒါကတော့ရှင်းပါတယ်ကျွန်တော်တို့ရန်ကုန်မှာအများဆုံးအသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်ကိုကမြေနေရာတစ်ခုကိုဝယ်လိုက်တယ်ပြီးတော့အဆောက်အဦကို contract တူဦးနဲ့ပေါင်းပြီးဆောက်လုပ်မယ်ပြီးရင်အချိုးကျခွဲဝေယူကြမယ်ဆိုတဲ့နည်းလမ်းပဲဖြစ်ပါတယ်ဘလောက်ယင်းနှိမ့်မြုပ်နှံတင်လဲဆိုတာနဲ့ပတ်သက်ပြီးဆက်လက်ဖော်ပြပေးခြင်းပါတယ်ကိုလက်ထဲမှာရှိတဲ့အရင်းနှီးရဲ့80%ကိုသာယင်းနှိမ့်မြုပ်နှံမှုပြုလုပ်ထားပြီးကျန်တဲ့20%ကို investment fund အနေနဲ့တင်ထားတင်ပါတယ်နောက်ပိုင်းမဖြစ်မနေလိုအပ်တဲ့နေရာတွေမှာသုံးဖို့လိုအပ်လာတဲ့အခါအရန်တစ်ထုတ်သုံးနိုင်တယ်လို့ပြန်လည်ရောင်းချဖို့စဉ်းစားတဲ့အခါမှာလည်းဖုတ်ပူမိတိုင်းမဟုတ်ပဲဈေးကောင်းရှိနိုင်တဲ့အချိန်ကိုစိတ်ရှိရှိနဲ့စောင့်စားနိုင်တာကြောင့်အမြတ်များများရရှိအောင်ရောင်းချနိုင်ပါတယ်အဆင့်3အစီအစုရေးဆွဲခြင်းအိမ်ချမ်းမြေယင်းနှိမ့်မြုပ်နှံမှုမှာအစီအစဉ် plan ရေးဆွဲထားမှုမရှိရင် direction ရည်မှန်းချက်တမတ်မထားရှိတဲ့ investor ယင်းနှိမ့်မြုပ်နှံသူတစ်ယောက်ဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ကိုယင်းနှိမ့်မြုပ်နှံမှုပြုလုပ်တဲ့အခါမှာလွဲချော်မှုမရှိအောင် business plan တစ်ခုကိုမဖြစ်မနေပြုလုပ်ထားသင့်ပါတယ်။ business plan တစ်ခုအနေနဲ့မဖြစ်မနေပါတွေပါဝင်သင့်တယ်လဲဆိုတာကတော့နံပါတ်1ကိုရည်မှန်းချက်ထားခြင်း
ဥပမာအနေနဲ့ပြောရရင်ကိုကအချိန်ဘယ်လောက်ကြာရင်းနှီးမြုပ်နှံထားမှလဲတစ်နှစ်လား၃နှစ်လား၅နှစ်လားအစရှိသဖြင့်ကိုရင်းနှီးမြုပ်နှံထားမဲ့အချိန်ကာလတစ်ခုခုကိုကြိုတင်သတ်မှတ်စီမံချက်ထားနိုင်ဖို့လိုအပ်ပါတယ်။နံပါတ်2ဘတ်ဂျက်သတ်မှတ်ထားခြင်းကိုအရင်းနှီးဘယ်လောက်စိုက်ထုတ်ထားမှလဲချေးငွေဘယ်လောက်လိုမှလဲဒါအပြင်လစဉ်ဝင်ငွေအနေနဲ့ cash flow ဘယ်လောက်ပြန်ရနိုင်မလဲအစရှိတဲ့အရာတွေကိုကြိုတင်ခန့်မှန်းတွက်ချက်ထားဖို့လိုအပ်ပါတယ်နံပါတ်3 property type ရွေးချယ်ဆုံးဖြတ်ထားခြင်းကိုဝယ်ယူရင်းနှီးမြှုပ်နှံမဲ့အိမ်ချမ်းမြေအမျိုးအစားဟာရေရှည်ကိုလှုပ်ချင်တဲ့အလုံးနဲ့ကိုက်ညီမလားတေချာလေးလာစဉ်းစားသုံးသပ်ဖို့လိုအပ်ပါတယ်ပြန်ရောင်းပါလားဒါမှမဟုတ်အငှားချထားမလားအစရှိတဲ့ကိုရင်းနှီးမြှုပ်နှံခြင်းနဲ့အမျိုးအစားကိုလိုက်ပြီးတေချာရွေးချယ်ဝယ်ယူတတ်ဖို့လိုအပ်ပါတယ်အဲ့ဒီအချက်တွေအပြင် analysis လုပ်ခြင်းနဲ့ calculation တွက်ချက်ခြင်းတွေကိုပါမဖြစ်မနေကြိုတင်ပြင်ဆင်လှုပ်ဆောင်သင့်ပါတယ်ဥပမာအနေနဲ့ပြောရရင် SWOT analysis လို့ခေါ်တဲ့ strength weakness opportunity threat တွေကိုလေ့လာဆန်းစစ်သုံးသပ်ခြင်းဖြစ်ပါတယ်နောက်ထပ်အရေးကြီးဆုံးဖြစ်တဲ့ ROI လို့ခေါ်တဲ့ return on investment ဘယ်လောက်ရှိလဲဆိုတာကို Excel sheet လိုဟာမျိုးနဲ့တေချာလေးရေးဆွဲထားပြီးတွက်ချက်နိုင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့စမတ်မြန်မာကနေဖွင့်လှစ်သွားမဲ့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုတင်တန်းမှာအခုလိုမျိုးမဖြစ်မနေလိုအပ်တဲ့တွက်ချက်မှုတွေကိုတေချာလေးအသေးစိတ်တင်ကြားပေးသွားမှာဖြစ်တာကြောင့်စိတ်ဝင်စားတဲ့သူတိုင်းလာရောက်အနံတက်ရောက်နိုင်ပါတယ်။အဆင့်၄အိမ်ချမ်းမြေရှာဖွေခြင်းနဲ့ဈေးကွက်ကိုသုံးသပ်ခြင်းအိမ်ချမ်းမြေဈေးကွက်မှာဈေးတက်နေချိန်လားဈေးကျနေချိန်လားကိုဝယ်မဲ့ဈေးကရောတကယ်တန်ရဲ့လားအစရှိတဲ့ဈေးကွက်အခြေအနေတွေကိုသိရှိနားလည်ထားဖို့လိုအပ်ပါတယ်။အဲ့ဒီလိုမလေ့လာထားဘူးမသိရှိထားဘူးဆိုရင်ဆုံးရှုံးမှုနစ်နာမှုတွေဖြစ်စေတတ်ပါတယ်။ဒါတွေကိုဘယ်လိုသိရှိအောင်လုပ်မလဲ။ဘယ်လိုအချက်လက်တွေနဲ့နှိမ့်ရှင်လေ့လာထားဖို့လိုအပ်မလဲဆိုတာတွေကိုထပ်မံဖော်ပြပေးပါမယ်။နံပါတ်1အကျိုးအမြတ်ဖြစ်ထွန်းစေမဲ့နေရာကိုရွေးချယ်ဝယ်ယူခြင်းအခုလက်တလုံးမှာလည်းစီကားစားပြုနေတဲ့နေရာနောင်လာမဲ့အနာဂတ်ပြန်လည်ရောင်းချမဲ့အချိန်မှာလည်းဖွံ့ဖြိုးလာမဲ့နေရာတွေကိုရွေးချယ်ဝယ်ယူခြင်းဟာကိုယ့်ရဲ့ယင်းနှီးမြှုပ်နှံမှုကိုမလွဲမှားစေဘဲအကျိုးအမြတ်ရရှိနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်2အငှားပြန်ချမယ်ဆိုရင်ငှားရမ်းခရရှိနိုင်ခြင်းကိုယ်ဝယ်ယူမဲ့အိမ်ချမ်းမြေနေရာကပြန်လည်ငှားရမ်းလို့ရမယ့်နေရာဖြစ်ဖို့လည်းလိုအပ်ပါတယ်။လစဉ်ငှားရမ်းကနှုန်းဘယ်လောက်ရရှိနိုင်မလဲ။ရေရှည်ရောအငှားချထားလို့ရနိုင်မလား။အစရှိတာတွေကိုစဉ်းစားခြင်းချိန်မျှော်မှန်းထားသင့်ပါတယ်။နံပါတ်3ပတ်ဝန်းကျင်ကောင်းမွန်မှုရှိခြင်းလမ်းမကြီးပေါ်လမ်းမကြီးနဲ့အနီးအနားဈေးအနီးအနားအေဂျင့်တည်ငြိမ်တဲ့နေရာအစရှိတဲ့မိမိဝယ်ယူမဲ့အိမ်ချမ်းမြေရဲ့ပတ်ဝန်းကျင်အနေအထားတွေကိုလေ့လာဆန်းစစ်သုံးသပ်ဖို့လိုအပ်ပါတယ်။ဒီလိုလေ့လာဆန်းစစ်ရမှာ Google Map နဲ့ Real Estate Website လိုဟာမျိုးတွေကိုအသုံးပြုနိုင်ပါတယ်။ဒီနေရာမှာတစ်ခုရှိတာကမြန်မာနိုင်ငံမှာမြို့နယ်တစ်ခုချင်းစီအလိုက်ဈေးတက်တဲ့အချိန်တွေကိုတည်ထားဖို့လိုအပ်ပါတယ်။ဥပမာပြောရရင်ပြင်ဦးလွင်ကလောတောင်ကြီးတို့လိုနေရာတွေကနွေရာသီပူအိုက်တဲ့အချိန်မှာလူတွေပိုတတိထားမိပြီးဈေးနှုန်းတက်ပြီးအယောင်းဝယ်လက်ကောင်းတက်ပါတယ်။အဆင့်5ပထမဆုံးစတင်ဝယ်ယူခြင်းစတင်ဝယ်ယူခြင်းအဆင့်ဟာအရေးကြီးဆုံးအဆင့်ဖြစ်ပြီးတော့တတိထဝယ်ယူလှုပ်ဆောင်ရမယ့်အဆင့်ဖြစ်ပါတယ်။ဒီနေရာမှာဘယ်လိုစတင်ရမလဲ။ဘာတွေကိုတတိထားရမလဲ။ဆိုတာတွေကိုထပ်မံဖော်ပြပေးသွားပါမယ်။နံပါတ်1ပြန်လည်အငှားချနိုင်မဲ့ strategy နည်းစနစ်ကိုသုံးပြီးဝယ်ပါ။အိမ်ချမ်းမြေလုပ်ငန်းမှာပထမဆုံးအနေနဲ့စတင်ရင်းနှီးမြှုပ်နှံမဲ့သူတွေအတွက်အငှားချထားလို့ရနိုင်မဲ့အိမ်ချမ်းမြေအမျိုးအစားမှာစတင်ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ပြန်လည်ငှားချထားလို့ရမဲ့အဆောက်အဦပါပြီးသားမြေဒါမှမဟုတ်အဆောက်အဦဆောက်ပြီးပြန်လည်ငှားချထားလို့ရမဲ့နေရာအစရှိတဲ့အိမ်ချမ်းမြေအမျိုးအစားတွေကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။ဘယ်လိုနည်းစနစ်တွေသုံးရမယ်ဆိုတာဥပမာပြောရရင် BBRS model လို့ခေါ်တဲ့ buy ဝယ်ယူခြင်း build တည်ဆောက်ခြင်း rent ငှားရမ်းခြင်း sell ပြန်လည်ရောင်းချခြင်းတို့ဖြစ်ပါတယ်။ BBRS model အကြောင်းကိုကျွန်တော်တို့စမတ်မြန်မာကနေဖော်ပြပေးပြီးဖြစ်တဲ့အတွက်ကြောင့်ပြန်လည်ကြည့်ရှုနိုင်ပါတယ်။နံပါတ်2အတက်နိုင်ဆုံးအရင်းအနှီးအနည်းငယ်နဲ့ဝယ်ယူနိုင်မဲ့နည်းလမ်းကိုရှာဖွေပါ။အိမ်ချမ်းမြေမှာစတင်ရင်းနှီးမြှုပ်နှံသူတယောက်အနေနဲ့ငွေကြေးအခက်အခဲအနည်းနဲ့အများတော့ရှိကြမှာပါ။ဒါတွေကိုဖြေရှင်းနိုင်ဖို့ဈေးနှုန်းကိုတေချာစီစစ်ဝယ်ခြင်းပြုလုပ်နိုင်တယ်လို့ down payment bank loan installment plan အစရှိတဲ့ငွေပေးချေခြင်းနည်းလမ်းတွေကိုအသုံးပြုပြီးဝယ်ယူနိုင်ပါတယ်။နံပါတ်3ပိုင်ဆိုင်မှုစာရွက်စာတမ်းနဲ့ဝယ်မဲ့စာချုပ်စာတမ်းတွေကိုတေချာစီစစ်ပါ။ကိုဝယ်ယူမဲ့အိမ်ချမ်းမြေရဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းကဘာမျိုးစားလဲ။ Gram မြေလား။ပါမစ်မြေလား။စလစ်မြေလား။ဆိုတာကို
တေချာစီစစ်ရွေးချယ်ဝယ်ယူဖို့လိုအပ်ပါတယ်စာချုပ်ချုပ်ဆိုတဲ့အခါမှာလည်းတေချာခိုင်မာမဲ့နည်းလမ်းတွေကိုအသုံးပြုပြီးချုပ်ဆိုဝယ်ယူသင့်ပါတယ်အကြံပေးချင်တာကတော့မြေပိုင်ဆိုင်မှုစာရွက်စာတမ်းကိုသက်ဆိုင်ရာမြို့နယ်မြေစည်းရင်းမှာတွားရောက်လေ့လာစစ်ဆေးသင့်ပြီးဝယ်ယူတဲ့အခါမှာလည်းကျွမ်းကျင်ပြီးအတွေ့အကြုံရှိတဲ့ရှေ့နေတစ်ယောက်နဲ့စာချုပ်ချုပ်ဆိုရင်ပိုမိုတေချာစီမှာပဲဖြစ်ပါတယ်အဆင့်6ဝင်ငွေထွက်ငွေစီမံခန့်ခွဲခြင်းအိမ်ခြံမြေကိုဝယ်ယူပြီးတဲ့နောက်ဝင်ငွေရရှိအောင်ပြန်လည်ငှားချထားခြင်းလိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ခြင်းအစရှိတာတွေကိုဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်ဝင်ငွေထွက်ငွေကိုစီမံခန့်ခွဲဖို့မဖြစ်မနေလိုအပ်ပါတယ်ဘယ်လိုမျိုးအရာတွေကိုစီမံခန့်ခွဲရမလဲဆိုတာကိုထပ်မံဖော်ပြပေးပါမယ်နံပါတ်1 monthly rental income လစဉ်ငှားရမ်းခဝင်ငွေဖြစ်ပါတယ်ကိုဝယ်ယူရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့အိမ်ခြံမြေကလစဉ်လတိုင်းငှားရမ်းခဝင်ငွေအနေနဲ့ဘယ်လောက်ရရှိနိုင်မလဲအဲ့ဒီလိုအငှားချထားနိုင်ဖို့အတွက်ဘာတွေပြုလုပ်ပေးဖို့လိုအပ်တယ်လဲရလာတဲ့ငှားရမ်းခဝင်ငွေကရင်းနှီးမြှုပ်နှံထားတဲ့ငွေကြေးကိုဘယ်လောက်ထိကမိစေတယ်လဲအစရှိတဲ့ငွေကြေးစီမံခန့်ခွဲတွက်ချက်မှုတွေကိုပြုလုပ်နေရပါမယ်နံပါတ်2 maintenance cost ပြုပြင်ထိန်းသိမ်းခဖြစ်ပါတယ်လစဉ်လတိုင်းနှစ်စဉ်နှစ်တိုင်းဘာတွေကိုပြုပြင်ထိန်းသိမ်းဖို့လိုအပ်တယ်လဲဘယ်လောက်ထိပြုပြင်ထိန်းသိမ်းမှာလဲပြုပြင်ထိန်းသိမ်းခကုန်ကျစရိတ်ဘယ်လောက်ရှိတယ်လဲအစရှိတဲ့ပြန်လည်ကုန်ကျနိုင်တဲ့ကုန်ကျစရိတ်တွေကိုလည်းခံမှန်းတွက်ချက်ထားဖို့လိုအပ်ပါတယ်ပြုပြင်ထိန်းသိမ်းခြင်းဆိုတာမိမိအိမ်ခြံမြေတန်ဖိုးမကျသွားအောင်ပုံမှန်လှုပ်ဆောင်နေရခြင်းဖြစ်တာကြောင့် investment fund တစ်ခုအနေနဲ့ငွေကြေးချန်ထားသင့်ပါတယ်နံပါတ်3 tax and utility bill အခွန်အခနဲ့ရေဖိုးမီးဖိုးပေးဆောင်ရခြင်းဖြစ်ပါတယ်အိမ်ခြံမြေစတင်ဝယ်ယူခြင်းကတည်းက grant မြေဆိုရင်အခွန်ချိန်ပြီးမှအမည်ပေါက်ပြောင်းရမှာဖြစ်ပါတယ်နောက်ပြီးတော့လစဉ်လတိုင်းလျှက်စစ်မီးပေရေသုံးပြုခအစရှိတာတွေထပ်မံပေးဆောင်ရဖို့ရှိပါတယ်အဆိုပါအချက်တွေကို cash flow အနေနဲ့လစဉ်လတိုင်းစာရင်းသွင်းထားဖို့လိုအပ်ပါတယ်ဥပမာအနေနဲ့ပြောရရင်ငှားရမ်းခအနေနဲ့တစ်လ3သိန်းရရှိပြီးရေဖိုမီးဖိုးနဲ့ထိမ့်သိမ်းပြုပြင်ခကတစ်လ1သိန်းရှိတယ်ဆိုရင် positive cash flow တစ်လအမြတ်2သိန်းရရှိမှာပဲဖြစ်ပါတယ်အဆင့်9 portfolio တိုးချဲ့ခြင်းပထမဝယ်ယူထားတဲ့အိမ်ခြံမြေကနေအမြတ်ရလာတဲ့အချိန်မှာနောက်ထပ်အနေနဲ့ထပ်ပြီးတော့ရင်းနှီးမြှုပ်နှံမှုအသစ်တစ်ခုပြုလုပ်ခြင်းအဆင့်ပဲဖြစ်ပါတယ်နံပါတ်1ရရှိလာတဲ့အကျိုးအမြတ်ကိုအသုံးပြုပြီးနောက်ထပ်တစ်ခုမှာထပ်မံရင်းနှီးမြှုပ်နှံပါပထမတစ်ခုမှာတေချာလေးလုပ်ပြီးအကျိုးအမြတ်ပြန်လည်ရရှိလာတဲ့အခါအဲ့ဒီရရှိလာတဲ့အကျိုးအမြတ်ကိုအသုံးချပြီးနောက်ထပ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတစ်ခုကိုထပ်မံလှုပ်ဆောင်ခြင်းအပြင်တင့်ရဲ့ကြွယ်ဝချမ်းသာမှုကိုပိုမိုတိုးပွားလာစေမှာပဲဖြစ်ပါတယ်နံပါတ်2 BRRR strategy နည်းစနစ်ကိုအသုံးပြုပါ BRRR ကိုအဓိပ္ပာယ်ဖွဲ့ရရင် buy ဝယ်ယူခြင်း renovate ပြင်ဆင်မွမ်းမံခြင်း rent ငှားရမ်းခြင်း refinance အတိုးချခြင်း repeat ထပ်ခါလုပ်ခြင်းတို့ပဲဖြစ်ပါတယ်ဒီစနစ်ဟာအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေကြားမှာနာမည်ကြီးတဲ့ property investment strategy တစ်ခုဖြစ်ပါတယ်ဒီနည်းစနစ်အကြောင်းကိုကျွန်တော်တို့စမတ်မြန်မာကနေထပ်မံဖော်ပြပေးသွားမှာဖြစ်တာကြောင့် like follow subscribe လုပ်ထားပေးကြပါဦးနော်နံပါတ်3အိမ်ခြံမြေတစ်ခုပြီးတစ်ခုတိုးလာအောင်လုပ်ပါဒီလိုနည်းလမ်းတွေကိုမှန်ကန်ထိရောက်စွာအသုံးပြုပြီးအိမ်တစ်လုံးကနေစပြီးအိမ်3လုံးကနေ5လုံးအထိတိုးပွားလာအောင်ပြုလုပ်နိုင်ပါတယ်ဒီနေရာမှာအရေးကြီးတာကနောက်ထပ်အသစ်တစ်ခုမှာရင်းနှီးမြှုပ်နှံမှုအတွက်လိုအပ်တဲ့ငွေကြေးပမာဏကိုကြိုတင်မျှော်မှန်းတွက်ချက်ထားပြီးအဲ့ဒီလိုတန်ဖိုးတက်လာပြီးမျှော်မှန်းထားတဲ့ငွေကြေးရရှိလာတဲ့အခါ refinance လုပ်ပြီးနောက်ထပ်အသစ်တစ်ခုမှာထပ်မံရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြင့်မိမိရဲ့အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု real estate investment portfolio ကိုတိုးချဲ့နိုင်ပါတယ်နောက်ဆုံးဤကုန်းချုပ်အကြံပြုချက်တွေအနေနဲ့ပြောကြားပေးသွားချင်တာကတော့ by location not just the house ဆိုတဲ့စကားအတိုင်းကျွန်တော်တို့အိမ်ခြံမြေတစ်ခုခုကိုဝယ်ယူတဲ့အခါမှာအိမ်ကောင်းမကောင်းကိုပဲကြည့်ဝယ်ရမှာမဟုတ်ပဲဒီနေရာ location ကပိုအရေးကြီးတယ်ဆိုတာမမေ့ထားဖို့မဖြစ်မနေလိုအပ်ပါတယ် cash flow greater than appreciation အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာအကျိုးအမြတ်ထက်ငွေသားစီးဆင်းမှုရှိနေဖို့ကပိုအရေးကြီးပါတယ်ဈေးတက်ချိန်ဈေးကွက်အမြင့်ဆုံးရောက်ရှိချိန်မှာရောင်းချနိုင်မဲ့ဖွံ့ထားရှိပါအမြဲလေးလာနေပါအိမ်ခြံမြေဈေးကွက်ကိုအမြဲတမ်းမျက်ခြေမပြတ်လေးလာနေဖို့လိုအပ်ပါတယ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုစီးပွားရေးဟာနည်းစနစ်ကောင်းမှုဉာဏ်မျှော်မြင်ကြွယ်ဝမှုနဲ့စိတ်ရှည်တည်ခံမှုတွေလိုအပ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုခဲ့တဲ့သူအနေနဲ့လည်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ဖို့စဉ်းစားတွေးခေါ်ကြံစည်နေတယ်ဆိုရင် real estate career ကိုအောင်မြင်စွာစတင်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်အစပိုင်းပထမဆုံးရင်းနှီးမြှုပ်နှံမှုကနေစပြီးနောင်လာမယ့်နှစ်တွေအတွင်းမှာပိုင်ဆိုင်မှုတွေတိုးတက်လာကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ကျွန်တော်တို့စမတ်မြန်မာကနေမကြခင်မှာ real estate investment course အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသင်တန်းကိုဖွင့်လှစ်သွားဖို့ရှိပါတယ်
အဲ့ဒီတင်တန်းမှာအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံသူတွေအနေနဲ့အခြေခံကနေစတင်ပြီးအောင်မြင်မှုရရှိနိုင်သည့်အထိမရှိမဖြစ်လိုအပ်တဲ့အကြောင်းအရာတွေအပြည့်အစုံနဲ့အသေးစိတ်တွက်ချက်မှုတွေကိုတည်တည်ချာချာလေးတင်ပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားပြီးတက်ရောက်ချင်သူတွေအနေနဲ့ကွန်မန့်မှာ Real Estate Investment Course ဆိုပြီးရေးသွားပေးကြပါတင်တန်းစတင်တဲ့အခါပြန်လည်အကြောင်းကြားပေးပါမယ်ဒီဗီဒီယိုကတင့်အတွက်အသုံးဝင်တဲ့အကျိုးရှိတယ်ဆိုရင် like follow subscribe လုပ်သွားပေးကြပါဦးခင်ဗျာအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်ကွန်မန့်မှာရေးသားဖော်ပြပေးသွားကြပါဦးတော့အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ဗျာ